တရားပဲ Facebook တရားပဲ time စောင်းနေတယ်ဒီမှာ Facebook လွှင့်လို့ရပြီဘုရားကြီးဟယ်လိုငါ့ကိုတွေ့ကြလားဖယားကြီးမမရဲ့ကံပိုင်ကမနေ့ဖန်နောက်ဆောင်ရက်နေ့ဖြစ်တယ်ပထမကံပိုင်က Oh my god ငါစောင့်နေလိုက်ရတာဒီညငါလွှင့်ရအောင်မလားလို့ခုနကတော့ပြတဲ့ဗီဒီယိုကညတော့က Facebook ပြတ်သွားတယ်ဟုတ်တကဘာလုံးပြတ်သွားတာမမရဲ့ကံပိုင်ရဲ့နောက်ဆုံးညဒုတိယညဖြစ်တယ်ညတော့ဆိုရင်Facebook ပြန်လာတာနောက်နည်းနည်းနောက်ကြတာပေါ့နော်မိုးလိုက်လက်ချင်မှလူမရှိတော့ဘူးငါမိုးတစ်ဖွဲ့စာပဲရတယ်ညမနေ့ညတော့ဆိုရင်15ဖွဲ့လိုတာပေါ့မမို့တစ်ဖွဲ့ပဲရတယ်ဆိုတော့ဒီနေ့ဒီကံပိုင်ရဲ့နောက်ဆုံးရက်နေ့ဒီနေ့ဆိုရင်6လပိုင်း73ရက်နေ့ပေါ့နော်14ဖွဲ့တောင်လိုသေးတယ်ကိုမတို့ရေးတာမမိုးဗီဒီယိုတူလေးတင်ပြီးလို့စင်မမိုးလိုက်လွှင့်တော့မယ်တနေ့ကုန်ပဲနော်ပြီးတော့တညလုံးအခုဒီဗီဒီယိုကိုတွေ့တဲ့မိဘပြည်သူတွေမမိုးရဲ့လက်စင်အလူစင်လူသေးလူဟောင်းအားလုံးပေါ့နော်ဒီနေ့နည်းနည်းညီပေးကြပါနည်းနည်းစီလုံးပေးကြပါနော်မစီလုံးမညီညွတ်လို့စင်မမိုးဒီနောက်ဆုံးပထမကံပိုင်ရဲ့နောက်ဆုံး14ဖွဲ့မပြည့်ဘူးကိုမတို့ရေးဘငွေ3သိန်းကျော်နည်းနည်း3သိန်းနဲ့1000ကျော်လိုသေးတယ်နော်တစ်ဖွဲ့စာပဲရသေးတယ်3သိန်းနဲ့1000ကျော်လိုသေးတယ်အဲကြောင့်မို့ကိုမတို့ချေပေးကြပါကိုမတို့ရေဟိုခုနကတော့ Facebook ပြန်လာတာလေးပါ Facebook မပြန်လာခင်မှာပါအောင်စမ်းဒုက္ခပဲလို့ဒီည Facebook ပြန်လာအောင်မလားတညလုံးပြတ်သွားမလားမနေ့ဖန်လည်းပြန်လာအောင်မလားအများကြီးစဉ်းစားနေတာဘာလို့ဆိုကိုယ့်ရဲ့ကံပရနောက်ဆုံးရက်နေ့မနေ့ဖန်ပဲဆိုတော့မနေ့ဖန်ဆိုတာဒီနေ့ပေါ့စဉ်းစားတာမျိုးပဲဆိုတော့လိုက်ရ Facebook အားကိုရတာနော်ကိုယ့်ရဲ့ time ဒီကောင်းလာဖို့အတွက်ရတဲ့နည်းနဲ့ online ရေးနိုင်ဖို့အတွက်အာနာစင်ကြဆောင်ဖို့အတွက်54တန်လူမျိုးဖို့အတွက်ကိုယ်နိုင်ငံသားမှနေပြီးတော့တစ်ဖက်တစ်လမ်းနဲ့ကိုယ့်ရဲ့မြန်မာပြည်ကြီးကိုကူညီလို့ရအောင်ကိုဒီ Facebook ကိုတောင်းပြီးတော့အလူခံတာတခုပဲကိုလုပ်လို့ရတယ်နော်မြေပြင်က PDF တွေလိုအပ်တဲ့အကူအညီငုတ်တီဖို့နဲ့တီဖို့ဒီ social media ပေါ်ကနော်ငုတ်တီဖို့တွေပဲကိုလိုက်ပြီးတော့စီယုံပြီးတော့အလူခံပေးလို့ရတယ်ကိုမတို့ရဲ့အကြောင်းပြန်လာပါမလားဒီညမနေ့ဖန်ရောပြန်လာပါမလားဒီ Facebook ကဘာတွေဖြစ်ကုန်ပြီလဲဘယ်တော့ကွာအမျိုးမျိုးစဉ်းစားနေတယ်လိုက်လွှင့်တာလဲတစ်ခါပြီးတစ်ခါမရဘူးနောက်ဆုံးတစ်ခါကျတော့ရသွားတာတော့မွေးရမျက်နှာဟိုခုနတော့အတိုင်းပဲဘလောက်ဝမ်းသာလဲဆိုတာဒါပေမဲ့နောက်ကျသွားတယ်ဆိုတော့ညတော့လေတစ်ဖွဲ့စာပဲရတော့တယ်ဒီနေ့14ဖွဲ့တော့ပြည့်အောင်လုပ်ရမယ်နေ့ပိုင်းမှာတဝက်ညပိုင်းမှာတဝက်ရပါစီလို့ပဲဆွတောင်းတယ်မပြည့်မချင်းတော့အမိုးဘယ်တော့မှမအဲ့ဘူးတညလုံးပဲဒီညဥမာဒီနေ့တညမိုးလင်းတဲ့အတိပဲပြီးတော့ဘာဆိုမနေ့ဖန်14တပတ်ခါ15မနေ့ဖန်14နဲ့တပတ်ခါ15အညာကံပိန်းအတွင်းနဲ့ရခိုင်စစ်ပေးဆောင်ကံပိန်းအညာစစ်ပေးဆောင်ကံပိန်းအတွင်းနဲ့ရခိုင်စစ်ပေးဆောင်ကံပိန်းစံတဲ့1000အဲ့နေရာလုတ်ပေးရမယ်အိုးစက်တိုက်ပေါ်3ရက်အတွင်းမှာမို့အရန်ကိုရေးကြည့်တယ်ဘယ်တော့ဒီနေ့အရန်ရေးကြည့်တယ်မနေ့ဖန်တပတ်ခါလည်းအရန်ရေးကြည့်တယ်ဒီ3ရက်အတွင်းအရန်ရေးကြည့်ပါတယ်ပြီးတော့16ရက်နေ့ရောက်လို့စင်ရင်24ရက်နေ့အထိနောက်ထပ်ငှက်တူအလုံး1000 PDF နောက်ထပ်69ဖွဲ့မမို့ပြန်လုတ်ပေးရမယ်ပြီးတော့မမို့ရ PDF တစ်ဖွဲ့ကတတိုက်ရင်ပေါ့နော်ပြီးတော့နော်တစ်ဖွဲ့ဆိုရင်10သိန်းကြပါဘငွေဆိုရင်1000ပါဒေါ်လာဆိုရင် USA ဒေါ်လာ950ဒေါ်လာစင်ကာပူဆိုရင်300ကျော်ပေါ့နော်ပြီးတော့နော်အဲ့ဒါကိုသူရဲကောင်းတာ15ရောက်14ရောက်စီလို့စင်တော့တယောက်တစ်ဖွဲ့စာလာပြီးတော့တောင်းယူပေးလို့ရလို့စင်ခဏလေးပဲပြည့်သွားမှာပေါ့နော်ဒါပေမဲ့သူရဲကောင်းမစီလို့စင်ပြည်သူတွေတယောက်နည်းနည်းပါဝိုင်းပြီးတော့ပြည့်ပေးကြပါလို့နော်မမို့အကူရင်တောင်းပါတယ်စင်ဝိုင်းပြီးတော့ချဲပေးကြပါဒီနေ့နော်လာပြီးတော့လူပေးကြပါမို့လိုက်လို့မယ်ဒီနေ့တနေ့ကုန်မယ်နော်အပြင်မထွက်ဘူးအဲကြောင့် message မှာလာတော့ဆက်သွယ်ပါဘယ်နှပါတော့အဟောင်းပဲ3ညလေး3တိချက်3ညစစ်ကိုလေးကစီကောဘန်ပြပြမို့โอเคနော်မမဝမ်းတော့ချက်ပေးကြပါစေဒီနေ့အရင်ရေးကြည့်ပါတယ်ကိုရင်တောင်းပါတယ်